ဘာတွေလက်တွေ့ဘာတွေမငါတို့ကဘာတောက်ချက်နေလဲဘာလို့လာနောက်ချက်တာလဲဟမ်ငါတို့ကအများကိုကူညီတဲ့အဖွဲ့နော်ငါတို့ကပရိုက်တာအဖွဲ့ဘာလို့နောက်ချက်တာချက်တော့ဒူတွေရှိနေတာလားလို့တော်တင်ရတာ哎，养一点。ကျွန်တော်မလုပ်တင်ဘူးနော်တို့တို့အများကောင်းလို့လာပြီးတော့မှတောင်းရပေးနေတဲ့သူကျောင်းဝင်းမှာလည်းခက်ခဲတာတွေကိုကျုပ်တို့လုပ်ပြီးတဲ့ဆိုသင်တို့ဘလို့နောက်ချက်တာဟော我的话嘞，爱看。我的话爱看。နောက်ချက်တာတကားတွေခုတ်တယ်我的话嘞，好，一边背一边东北那车的。သင်တို့ဒီလိုမနောက်ချက်တင်ဘူးနော်这个这个，နောက်ချက်တာရဲ့我တို့တို့လာရောက်ကူနေတဲ့အဖွဲ့ကိုခုလိုနောက်ချက်တော့တို့တို့ပြန်သွားခဲ့ဒီမှာလုံးဝမဲ့လုပ်ဘယ်လိုလုပ်မချက်သင်တို့ပြောလို့မရဘူးဒီကပို့ဆိုးလာမချက်ဒီပေါ်မှာတော့ကျွန်တော်ကောင်းတာထုတ်တာတော့ဒီမှာဘယ်လိုနောက်ချက်လဲချက်လူမပြောနဲ့ဒီလိုနာနာဘာဝတွေလက်တွေ့အားရမကျေတတ်တာမင်းကြောင်းတဲ့ကားလေးကိုအိမ်ပြစ်ချင်လေလို့ပြစ်ချင်နေတယ် ဘုရားကြောင်းတော့ဒီမှာပြောဘုရားကြောင်းအဲ့ဒါကိုအချိန်အားဖြင့်10နာရီခွဲပဲရှိသေးတယ်မလုပ်တင်တမ်းတယ်ဟုတ်ပါလေဟုတ်ချက်ဟုတ်ဘူးလေဟုတ်ဘောအဲ့ဒါကြီးတက်တက်ငါနောက်ချက်တက်ပြီဒီလိုချင်းနေပါတော့ဟုတ်တယ်ချက်ပိတ်ခါတာချက်ကိုချက်တွေပြုတ်လို့ဖိနေပြီငါဖိနေဒါကြီးလက်တွေ့နော်လက်တွေ့ဘုရားကျောင်းမှာတော့ကျွန်တော်တို့တကယ်ပွက်တာအဲ့လိုအခက်အခဲတွေရှိတယ်တကယ်6တာရှိကြဘုရားကျောင်းကအချိန်မှာကောင်းနေတယ်ကျွတ်ချင်လွတ်ချင်တယ်ဆရာတော်တွေအိမ်မက်တွေပါပြေးတော့ကိုပါကိုတော့အားပြီးလို့ဘောလန်တီယာအဖွဲ့တွေအားတော့ပါဒီတော့ဒီထလို့တော့လို့ကောင်းလုပ်ချင်ဒီကောင်ကတော့အာကုလူပြင်းနေပြီအခုလည်းမကြီးကျွန်တော်ဖွဲ့အဲ့လိုမရဒီကောင်အဲ့လိုမရတုံးနဲ့ဗျာတခါကြီးချင်းမတခါကြီးတုံးတော့နေတော့နေအလုံးမလိုက်နှစ်ခါပြန်တည်ခြင်းတုံးနဲ့လို့လောကနေမှတခါကြီးသူတို့ဖွင့်တာတောက်လျှောက်ကြည့်ဒီလိုနဲ့